ဂျွန်လာ9ရက်နေ့တုန်းကလေရန်ကုန်မြို့လှိုင်မြို့နယ်12ရက်ကွက်မှာဖြစ်သွားတဲ့တခိုးကနေပြီးတော့တခိုးခိုးရင်းနဲ့ဒီအမျိုးသမီးလေးမိန်းကလေးလေးတယောက်ကလေးမလေး15နှစ်ရွယ်ကလေးမလေးတယောက်ကိုဒီအာရမပြုတ်ကျင်ပြီးတော့ဒီတက်ခဲ့တဲ့အမှုလေးတစ်ခုကိုကျွန်မပြောပြချင်လို့ပါ sharing လုပ်ပေးချင်လို့ပါဖြစ်စဉ်ကဂျွန်9ရက်နေ့မနက်ပိုင်းမနက်စောညတနားရီလောက်ပေါ့တနားရီလောက်မှာအဲ့ဒီ12ရက်ကွက်လှိုင်မြို့နယ်12ရက်ကွက်မှာတခိုးကနေအိမ်တိမ်ကိုဝင်ခိုးတယ် iPhone 15 တလုံးနဲ့ငွေ2သိန်းကျော်ခိုးသွားတယ်ခိုးပြီးတော့သူကအဲ့ဒီ2အိမ်ကျော်ကတိမ်ကိုနောက်တိမ်ကိုခိုးဖို့ကူးတဲ့အချိန်မှာအိတ်ခမ်းထဲမှာအသက်15နှစ်အရွယ်မိန်းကလေးကလေးမလေးတယောက်ကလေးလေးတယောက်ကအိတ်နေတာအိတ်ပြောနေတာကိုသူကအာရမပြုတ်ကျင်ပြီးတော့သူ့မှာအသင့်ပါလာတဲ့ဒီခဲတံချွန်နဲ့ဒါသိတယ်မလားကျမတို့ငယ်ငယ်တုန်းကခောက်သားလေးလေအဲ့ဒါနဲ့လေဘင်းကိုလှိပြီးတော့တော့ကပ်ပလိုက်တယ်တက်ပြီးတော့သူကထွက်ပြေးသွားတယ်ထွက်ပြေးသွားပြီးတော့သူကဘာလုပ်လဲဆိုတော့ဒီရန်ကုန်မြို့ထဲမှာပဲဒီဖုန်းကိုရောင်းစားလိုက်တယ်စားပြီးတော့အဲ့ဒီခုနပတ်စံနေ2သိန်းကျော်အဲ့ဒီပတ်စံနေကိုသူကအောက်စားမှုရေ3ဖြုံပြီးမှသူ့ရဲ့ဇာတိဖြစ်တဲ့တွန်တေးမြို့နယ်တရက်2ပင်ကြီးဟွာကိုပြန်သွားတဲ့အချိန်မှာရဲတွေကဖမ်းမိသွားတဲ့ရပ်ပိုင်းတွင်မှာပဲသူ့နာမည်ကအောင်ကျော်စုခအင်ဂျင်ဝိုင်းလို့ခေါ်တယ်အသက်38နှစ်အဖဦးသိန်းထွန်းရဲ့သားနော်အဲ့ဒီသူ့ကိုရဲတွေကဖမ်းလိုက်တယ်အခုတော့သူ့ကိုဖမ်းပြီးတဲ့အခါမှာဒီကောင်ကိုလုံထုံးလုံပြီးနေရေးယူဆောင်ရွက်ဖို့စီစဉ်ဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မက sharing လုပ်ပေးချင်လို့ပါနောက်တစ်ခုကလေသူ့အမေကမနေ့ကြတော့ဒီကလေးမလေးရဲ့အမေကသူ့အခန်းမှာတက်သွားသူ့သမီးမနိုးလို့နေမှာပေါ့အခန်းမှာတက်သွားတဲ့အခါမှာသူ့သမီးလေးကဒီအောက်ကမိမကိုအင်္ဂါနေပြီးတော့ဒီတုပ်ရည်တွေထွက်နေတာတွေ့တယ်တုပ်ရည်တွေနဲ့ပေါ့နော်ပြီးလို့ရှိရင်အဲ့ဒီဓာတ်တိုင်ရနဲ့ဆုံးနေတာတွေ့တဲ့ခါကျရဲတွေကိုအကြောင်းကြားလိုက်တယ်တိုင်လိုက်တယ်အဲ့ဒီမှာနေရဲတွေကဒီကောင်ကိုလိုက်ရှာပြီးတော့ဖမ်းနေပေါ့နော်ဖမ်းမိသွားတယ်ပေါ့အဲ့တော့ပြောချင်တာကလေကျမကအစစရရဂိမ်းဆိုင်ကြဖို့ခိုးဥစားကဟိုမတိကျိမ်မအေးချမ်းဘူးဘယ်နေရာမှလေအစစရပြီးမိုးတွေကလည်းတအားရွာနေတော့အတန်နေရလည်းမကြားရဘူးအတန်နေလုံးနဲ့ပြီးရန်ကုန်မြို့ဆိုတာလည်းသိတဲ့အတိုင်းပဲတိုက်ခန်းတွေကသူ့ဟာနဲ့သူနေကြတာလေကြောက်နေတောင်လည်းသိလည်းမသိဘူးကိုလည်းကိုညီပေါ်အရန်ခဲရင်းနေမလားအဲ့ဒီတဲ့ခါကျတော့ကျမတို့အိတ်ခန်းတွေတိုက်ခန်းတွေအိမ်တွေကိုကျမတို့ဘေးဒစိမ့်လူတွေအဝင်ထွက်တွေမလုံးမိစေဘူးပေါ့နော်ကျမတို့နိုင်ငံမှာဆိုလို့ရှိရင်နိုင်ငံခြားမှာဆိုလို့ရှိရင်ကျမတို့ဒီထုံးစံကလေစင်ကာပူရီးယန်ထုံးစံကကျမတို့ကအိမ်မှာဧည့်သည်ခေါ်တာထုံးစံမရှိဘူးခေါ်လေးမရှိဘူးဘယ်သူမှဘလောက်အရေးကြီးတဲ့ဧည့်သည်ပဲဖြစ်ဖြစ်ကျမတို့ကအပြင်မှာစားတောက်ဆိုင်တွေမှာချိန်ကြတယ်အဲ့ဒီမှာနေကျမတို့ကစားရင်တောက်ရင်းနဲ့ကော်ဖီလေးပါလေးတောက်ရင်းနဲ့စကားလေးပါလေးပြောကြတယ်အလုပ်အကြောင်းတွေဒီလူမှုရေးအကြောင်းတွေဆိုလည်းအဲ့လိုပဲဘယ်သူနဲ့ဖြစ်ဖြစ်အိမ်ကိုခေါ်လေးခေါ်တာမရှိပါဘူးကျမတို့မြန်မာတွေလောက်တာအိမ်ဧည့်သည်ခေါ်တာဘာညာတွေထုံးစံရှိတာလေကျမတို့ဒီစင်ကာပူကနေကမရှိကြဘူးရှင်အဲ့တော့ကျမပြောချင်တာတုံးတောင်ဧည့်သည်ဆိုလို့ရှိရင်အိမ်မှာလုံးဝမခေါ်ပါနဲ့ကိုအမျိုးအရွှေတောင်မှအခုခါခေတ်ကမယုံရတဲ့ခေတ်ကြီးဖြစ်နေတော့ပြီးလို့ရှိရင်ရေတံမှုတွေပါတွေညာတွေလာပို့တယ်ဆိုရင်လေအပြင်ဘက်မှာပဲထားခဲ့ခိုင်းမှာတော့ခတ်ပြီးတော့လေတော့ခတ်ပြီးရေတံမှုတွေပါဆိုအပြင်ဘက်မှာပဲထားပေးထားလိုက်ပါဘသူမှမလာတာကအကောင်းဆုံးနဲ့အလုံးကြုံဆုံးပါပြီးရင်ကိုယ့်အိမ်ကိုဘသူတွေစောင့်ကြည့်နေတယ်ဘာတွေစောင့်ကြည့်နေတယ်ဆိုတာကိုအမြဲမပြတ်လေ့လာနေဖို့လိုပါတယ်လူကြီးမိဘတွေကလည်းသားသမီးတွေနဲ့အတူတကွနီးကပ်နေပြီးတော့ပေါ့နော်သားသမီးတွေရဲ့ခံစားချက်တွေပြီးရင်အဖြစ်အပျက်တွေကိုအမြဲတမ်းစောင့်ကြည့်နေဖို့အမြဲမပြတ်မျက်ခြေမပြတ်စောင့်ကြည့်နေဖို့လိုပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မကဒီသတင်းလေးနဲ့အတူတူတွဲပြီးတော့ကျွန်မကပြရခြင်းဖြစ်ပါတယ်ဒီသတင်းကလည်း breaking news အနေနဲ့ရော awareness news အနေနဲ့ရောကျွန်မက sharing လုပ်ပေးခြင်းဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင် Globe Trotter Jackie ပါ bye bye